ကဲဒီနေ့အတွက်အားလုံးစိတ်ဝင်စားမယ်လို့ယူဆရတဲ့ကိုပိုင်ကြီးရဲ့ဗီဒီယိုကိုကြည့်လိုက်ရအောင်ဗျာအားလုံးပဲအတူတူဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ဒါဒီနေ့က25ရက်ပေါ့6လ2026ပေါ့နော်တွင်းမှာအမိုင်စန်တီပေါ့ရဟန်းရင်ထိခိုက်မှုနဲ့ပတ်သက်လို့မေးနေတယ်ကျွန်တော်ရဲ့အစင်လာရပေါ့ကျွန်တော်ပြောနေမှာတစ်ချောင်းလုံးကတော့တမ်းတော်ရဲ့ထိခိုက်မှုတွေကြာဆုံးမှုတွေတိတ်ပြောလေးပြောတာမရှိဘူးဘာကြောင့်ပြောလေးပြောတာမရှိလဲဆိုစစ်သားတွေစိတ်ထဲကြမှာဆိုလို့အဲ့ဒါကျွန်တော်နံပါတ်1ယူရချက်နောက်တစ်ခုတမ်းတော်သားတွေကိုအားကိုးနေတဲ့သူတွေစိတ်ထဲကြမှာဆိုလို့အဲ့နံပါတ်2ယူရချက်ကျွန်တော်ကနိုင်ငံကိုချစ်တယ်တိုင်းပြည်ကိုချစ်တယ်ကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်ချစ်တယ်ဒါကျွန်တော်အမှန်တရားပဲကျွန်တော်ကိုကျွန်တော်မျိုးချစ်ပါဘာညာဘာသာကျွန်တော်မပြောတယ်ကျွန်တော်လုံနိုင်တဲ့ psychology ပေါ့ကျွန်တော်လုံနိုင်တဲ့အနေအထားမျိုးလေးတွေကိုကျွန်တော်အမျိုးမျိုးလုပ်တယ်နှုတ်ပညာနဲ့တင်ဆက်တာရှိတယ်ပညာပေးတာမျိုးပဲလုပ်တယ်ဘယံမနာစကားကိုတစ်ခါမှတစ်ခေါက်မှမပြောဘူးဘယ်သူစီမှလည်းငွေကြီးကောက်ခန့်တာတောင်းခန့်တာမရှိဘူးနော်ကျွန်တော်ရှိတဲ့ပတ်စံလေးရှိတာလေးကိုကျွန်တော်Twitter စားတယ်ကျွန်တော်တို့လည်းအသက်အရွယ်တစ်ခုရောက်လာပြီဖြစ်တဲ့အတွက်တည်လို့ရှင်တော့တမိုင်းချန်စီရမယ်ပေါ့နော်မိမိရဲ့အသက်ရှိနေသမျှကာလပတ်လုံးကကောင်းတာမွန်တာတွေလှုပ်တဲ့အရွယ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်ကောင်းတာမွန်တာတွေပဲလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့မချမ်းသာဘူးဗျာစားတော့မှလည်းစစ်စင်းရဲစားတော့ရတယ်ပါဒါပေမဲ့ကျွန်တော်လုပ်ပြီးမယ်လုပ်ကိုလုပ်ချင်တယ်ဘာကြောင့်လဲဆိုတော့ကိုကတဦးတယောက်ကိုကယ်တင်နိုင်နေဖြစ်စေတဦးတယောက်ကိုကိုညီဆောင်းချောင်းနိုင်နေဖြစ်စေဒါလူတယောက်ရဲ့တန်ဖိုးဆိုတာမျိုးကျွန်တော်တို့ကသတ်မှတ်ထားလိုက်တာတကယ်တိုက်ဝဲတွေတအားပြေးထန်နေတဲ့အချိန်မှာတောက်တော်သားတွေတည်ကြတဲ့သူတွေအများကြီးရှိတယ်ဟာတိုက်ဝဲတွေကအခက်ခဲပြဒုက္ခတွေရောက်နေတဲ့အချိန်မှာအခက်ခဲတွေအများကြီးဖြစ်တယ်အဲ့ချိန်မှာကျွန်တော်ကနေရာတိုင်းဖြစ်နေတဲ့အချိန်မှာဆုံးရှုံးတဲ့နေရာတွေရတဲ့တောက်လျှောက်ပြောတယ်နိုင်တဲ့နေရာတွေရပြောတယ်ကျွန်တော်သတင်းနဲ့ထားလဲပြောနိုင်တဲ့နေရာတွေကြီးပဲပိတ်ပြောတာအားရပါရကိုပိတ်ပြောတာဘာကြောင့်ပြောလဲကျန်တဲ့ဆုံးရှုံးနေတဲ့နေရာတွေကအားရိတက်လာအောင်လို့အားတော့ခွန်ဆိုင်တွေဖြစ်လာဟိုဘက်ကငါတို့စားနိုင်ပြီဒီဘက်ကငါတို့စားနိုင်ပြီဆိုတာမျိုးနဲ့တိအောင်လို့တက်တော်သားတွေတိအောင်လို့ကျွန်တော်သတင်းဖိုင်နေဆိုတက်တော်သားတွေရှေ့တန်းနေအများဆုံးကြည့်ကြတယ်နော်ဒါပေမဲ့ဖုန်းမီဒီယာစာရှေ့တန်းမှာသူထည့်ကြရမရှိတော့ကျွန်တော်စီကလှမ်းပြီးတောင်းကြတယ်အဲ့လိုမျိုးကြီးရှိတယ်ဆိုတော့တောင်းတော်သားတွေအားတက်ဖို့ပဲကျွန်တော်ကလုပ်တာဗျာဒါကျွန်တော်ရဲ့အားတာစိတ်လို့ပြောရမယ်ကျွန်တော်ကနိုင်ငံကိုချစ်တာရင်ထဲကချစ်တယ်အုံလုံးနဲ့ချစ်တယ်နော်တိုင်းမျိုးကိုချစ်တာရင်ထဲကချစ်တယ်အုံလုံးနဲ့ချစ်တယ်ဘယံဝဒတမန်တော်ကိုကျွန်တော်ချစ်ပါတယ်ဆိုပြီးတော့တမန်တော်ကိုအယောင်ပြပြီးတဲ့လုံမစားဘူးကျွန်တော်စီးပွားမရှာစားဘသူစီမှလည်းမတောင်းဒါပေမဲ့ဒီနေ့ပြောစရာတော့တခုရှိလို့ဒီနေ့စကားနည်းနည်းလေးရှိတာဖြစ်တယ်ကျွန်တော်ရခိုင်ကျွန်တော်သတင်းနာတော့မယ်လို့ကျွန်တော်ပြောတာကအခြားကျွန်တော်ပြန်ဖြတ်နေတဲ့အကောင့်တွေအများကြီးရ4ခုလောက်ရှိတယ်ပေါ့နော်ကိုကဘာမှမရှိဘူးဗျာတ िश ူတော့နည်းနည်းလေးတခြားလူတွေပဲဒီမှာအများကြီးပဲတ िश ူသူတွေဖြစ်တော့ကျွန်တော်လုပ်ပေးနေတဲ့လူတွေကစိတ်မကောင်းဖြစ်ပြီးတော့ကိုကြီးကတော့မလုပ်တော့ဘူးရဆိုပြီးဖြစ်ကုန်တော့သူတို့ကျွန်တော်လည်းမဟုတ်ပေးနေတာနားနဲ့ကြီးသိပေးနေတာလုပ်ပါကွာအဲ့ထည့်နေပါနဲ့ငါလည်းမငတ်တဲ့ရွရတော့လုပ်အောင်ပဲဒါမျိုးလေးတွေကျွန်တော်ဒီချိန်မှာရခိုင်ဘက်ကအများစုကျွန်တော်စီဖုန်းဆက်တယ်ကိုပိုင်တဲ့တဲ့င်းကိုကျွန်တော်တို့စောင့်ကြည့်နေရတာပါညာပေါ့တောင်းတော့သားရတဲ့ထုံသီးလက်ကောင်းပဲအများစုကဒါကျွန်တော်ပြောတာကမှန်မှန်ကန်ကန်ပဲပြောတယ်လိန်ညာမပြောတော့ပို့ပြီးတော့သူတို့စိတ်ဝင်စားတယ်ပြီးတော့သတင်းများပြောင်းတဲ့ဒေသခံတွေရဲ့ပြောတာကိုကျွန်တော်ကပြန်တစ်စိတ်တည်များတော့ပို့ပြီးတော့လူတိုင်းစိတ်ဝင်စားကြတယ်ပို့ပြီးတော့လေသူတို့အားထားတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်အားထားတယ်ပေါ့အာဒီယာတော့မှန်တယ်ဆိုတာအားထားတယ်ပေါ့ဆိုတော့မနေ့ကတော့ကျွန်တော်ကိုရခိုင်ဘက်ကဖုန်းဆက်ပြီးတော့ဒါစကားပြောတယ်ပေါ့မနာပါနဲ့ပေါ့ဘာညာပေါ့လိုအပ်တာရှိကိုကြီးပြောပါပေါ့ပြောတယ်ကျွန်တော်ကတော့ရှင်းပြောလို့ရှိရင်ဘတ်ဂျက်ကတော့တော်တော်မရှိတော့တာသို့တော်လည်းပဲကျွန်တော်နောင်ဆုံစားစရာမရှိတဲ့ရှိတယ်လို့စားမယ်ဆိုတဲ့အတွေးနဲ့ပဲခေါင်းလန်းထည့်ပြီးဆက်လို့ဒီနေရာမှာကျေးဇူးတင်ပါတယ်ပြောချင်တာကကျွန်တော်ဖုန်းဝေအဲ့မှာ3000ထည့်ပေးလိုက်တာတွေ့
သုံးထည့်ပေးလိုက်တာတွေ့တယ်နောက်လည်းမထည့်ပေးပါနဲ့ကျွန်တော်ကမရှိတဲ့နေတတ်ပါတယ်မရှိတဲ့စားတတ်ပါတယ်မထည့်ပေးပါနဲ့ကျွန်တော်ဘသူစီမှဒီလိုအမဲဆက်ကြီးမလိုချင်ဘူးဗျနော်အဲ့ဒီအမဲဆက်ကြီးကျွန်တော်ဘဝမှာမလိုချင်ဘူးတချို့အရင်တော့ကျွန်တော်မဘိုးပေးတဲ့အန်ဒီတယောက်ရှိတယ်အဲ့ဒါမုံညာဘက်ကလာတော့မသိဘူးဗျတချို့အဲ့နှစ်သိန်းတော့မုံနေဖြစ်တဲ့အချိန်မှာကျွန်တော်မွေးနေ့တို့ဘာညာအလူလုပ်တဲ့အချိန်မျိုးလေးကြာလို့ဆိုပေးတယ်အခုတလို့ဆိုဒီဘက်နှစ်ဆိုကျွန်တော်ဘာမှတိတ်အလူတွေမလုပ်နိုင်ပတ်စံလည်းမရှိဘူးရှိတာလေးနဲ့ပဲအစိမ်ပြေလို့နေတာအရင်တော့ဆိုတော်တော်များများကျွန်တော်ပတ်စံရှိတဲ့အချိန်တော့လူနိုင်တယ်အခုတော့ပိုင်းညတော့လည်းအနုပညာနဲ့ကြောင့်လည်းဘယ်သူမှမခေါ်တော့ဘူးဘုံမှမှန်တည်နေဘုံမှလည်းဆိုပြီးတော့ဘယ်သူမှမခေါ်တော့ဘူးအဲ့တော့ကျွန်တော်တို့ fine call လည်းဖြစ်တယ်အလုပ်ခံရတယ် social management နဲ့ချိန်ချောင်းမှုတွေလည်းခံရတယ်ဒါတော့ကျွန်တော်တို့ရဲ့ပေးဆက်မှုပါအခုကျွန်တော် comment တွေမှာလည်းရေးနေကြတယ်တော်တော်များများတွေ့လို့comment ရေးတဲ့ဆိုတော့ကျွန်တော်ပိုင်ရဲကိုဟို PYK ပေါ့အဲ့ channel ထဲမှာဝင်ပြီးတော့မှ comment ရေးတာတွေ့လို့ကျွန်တော်ဒီ MI70 case လေးကိုကျွန်တော်ဖြည့်ရှင်းပေးတာပြောပြတာပေါ့နော်နောက်တစ်ခုကအဲ့ comment တွေတစ်ခုဖတ်လိုက်တဲ့အချိန်မှာကိုပိုင်ရဲကိုဖြစ်ရင်ပြီးတော့ဗျာလေကျွန်တော်တို့က channel တွေလိုက်ကြည့်ပြီးတော့ဘယ် channel မှာဆိုကျွန်တော်တို့ကကြည့်လိုက်တယ်ဟိုနဲ့ကြည့်လိုက်တာပဲပေါ့ကြည့်လိုက်ပြီးတော့မှကိုပိုင်ရဲကိုမြင်တာနဲ့ကျွန်တော်တို့က comment ရေးလိုက်တာသတင်းတွေပြီးတာလဲကျွန်တော်သတင်းတွေတခါမှကိုပိုင်ရဲကိုပြောတာမပါလာတော့စိတ်တွေမကောင်းဖြစ်တာတဲ့နောက်အခုမှသိတော့လေကိုပိုင်ရဲကို channel က PYK channel မှာကျွန်တော်သိတော့ကျေးဇူးပါတဲ့အရင်တော့ကျွန်တော်သတင်းတွေမပြောမိလို့ဟိုဒေါသထွက်နေတာပေါ့နော်အရေးကြီးသတင်းတွေတင်ပြနေတာဆိုမပြောမိလို့ထွက်မဟုတ်ကျွန်တော်ပြောပြတာကျွန်တော်ဖုန်းနံပါတ်ကလည်း3996524545 Viber နဲ့လမ်းပို့ရတယ်နော်ဖုန်းဆက်လို့ကင်ပြစ်ချင်မှာကင်ပြစ်တာမဟုတ်လို့ဖုန်း message ကနေလည်းပို့ရတယ်လို့ကျွန်တော်ပြောပြီးသားပဲနော်ဒါမျိုးဟုတ်အဲ့ဒါလည်းတကယ်ပြောနေတာဆိုကျွန်တော် PYK channel ကြီးမှရမှာပေါ့အများကြီးပဲ channel တွေကဒါမျိုးပေါ့ကျွန်တော်တို့ကတော့ပြင်ပန်းခံရပြီးတော့မှနံပါတ်1ပြကျွန်တော်တို့ဆိုရင်နံပါတ်1 PDF တွေဘက်ကတွေ့တက်ရင်တက်မှာပေါ့ပြောလို့ရမယ်ဟုတ်တယ်မလားသူတို့နဲ့စန့်ကျင်ဘက်သူဆိုဒလန်ဆိုကြီးတက်နေတာလေအဲ့ဒါနံပါတ်1ရင်းရတယ်နံပါတ်1 fine ကဘယ်သူမှလူရမသိဘူးပေါ့နော်ဘယ်သူမှကျွန်တော်တို့အလုပ်လက်ခေါ်တယ်ဆိုတာမရှိဘူးကိုယ့်ဘက်ကမဖြစ်မနေဖြစ်နိုင်အောင်လို့ရှာဖွေစားတောင်းနေတာအဲ့လိုမျိုးအဲ့တော့ကျွန်တော်အဲ့လိုရင်းနာတယ်ဗျဒါမဲ့အဲ့ channel တွေကသူကကောက်စားလုပ်တယ်စိတ်တော့မကောင်းဘူးပေါ့ပြောစရာစကားတော့မရှိပါဘူးသူတို့လည်းသူစီဖွားရေးသူတို့လုပ်တာဆိုတော့နော်ကျွန်တော်တို့ကပြောစရာစကားမရှိဘူးဒါပေမဲ့ကျွန်တော်ကပြောတာကကျွန်တော်ညီကောင်မလေးကျွန်တော်ကိုတရားကြည့်ချူအားပြီးတော့ကျွန်တော်အားတက်တယ်ဒါလေးပဲကျွန်တော်ဘာမှမလုပ်ပါဘူးအားလေးတစ်ခုပဲဖြစ်စေချင်တာပါနော်သူများစီဖွားရေးလည်းကျွန်တော်မနှောက်ယှက်ချင်ပါဘူးအဲ့တော့ကျွန်တော်ကကျွန်တော်အားပေးတဲ့ခါကျတော့ကျွန်တော်အားလေးတစ်ခုဖြစ်စေချင်တယ်ဆိုတာလေးပဲပြောတယ်ကဲကျွန်တော်စကားပြောနေနေရှိတယ် MI70 ကိစ္စလေးကြည့်လိုက်ကြအောင်အဲ့တော့ရဟန်းရင်မှာကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံစံရတော့ဒီဗီဒီယိုဖိုင်မြင်တွေ့နေတဲ့ပုံစံရကတော့နှစ်ဖွဲ့တွေရိုက်တာဖြစ်တယ်တစ်ဖွဲ့ကတော့ drone နဲ့နောက်ကကာမီကာဆယ်ဒုံးနဲ့လွှတ်တာဖြစ်ပြီးတော့တစ်ဖွဲ့ကအဲ့နာလေးမှာအမြင့်ဆုံးတောင်ကုန်းတစ်ကုန်းကနေပြီးတော့မှလှမ်းရိုက်နေတာဖြစ်တယ်အဲ့တော့ပစ္စည်းတွေတင်ပို့နေတာကိုကျွန်တော်တို့တွေ့ရတယ်ရိတ်ခအတင်ချလာအတင်ပို့လာတခုပေါ့လူကြီးများစွာနဲ့အများကြီးပဲဝင်သွားတာကိုကျွန်တော်တွေ့တယ်ပြီးသွားတဲ့အချိန်မှာဘာဆက်လုပ်လဲမလဲဆိုတာကျွန်တော်တို့ပြောပြမယ်အခုထွက်တယ်နော်သူရိတ်ခလာတဲ့တာလားဆိုတော့အပြန်ကြတော့ရိတ်ခလာချတာနော်လိုအပ်တဲ့ပစ္စည်းတွေလာချတာဟုတ်ပြီလိုအပ်တဲ့ပစ္စည်းတွေလာချတာဒါသူတို့ရိုက်ထားတာပေါ့သူတို့ရိုက်ထားတဲ့ပုံစံလေးကိုကျွန်တော်ကြည့်ပြီးရှင်းပြတာနော်ဟုတ်ပြီအားလုံးပစ္စည်းတင်ပြီးသွားတဲ့အချိန်မှာရိတ်ခလာယူပဲစုတ်ခွာသွားပြီသူလိုအပ်တဲ့ပစ္စည်းတွေယူရဲလိုအပ်တဲ့ပစ္စည်းတွေတင်တယ်လိုအပ်တာတွေတင်တယ်အဲ့မှာစုတ်ခွာသွားပြီပေါ့စုတ်ခွာသွားပြီအဲ့မှာတယောက်ပဲကြံမယ်စုတ်ခွာသွားပြီကြောင်းကြည့်မယ်ဟုတ်ပြီအဲ့မှာရဟန်းရင်မလဲရသေးဘူးဒါရဟန်းရင်ကဆက်လက်ပန်းမှုတော့မရှိသေးဘူးဟိုပစ္စည်းတွေအတင်ချတွေနဲ့လုံနေတဲ့အချိန်မှာစက်ကရက်ထားတာရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်နောက်ထပ် drone လာတဲ့ပုံစံကိုကျွန်တော်ဆက်ကြည့်မယ်ပေါ့နော် Calcutta drone လာတဲ့ပုံစံဒီဘက်ကိုဒါအေးသေးလို့စကောက်ရှင်းပြီလားစကောက်ကဝဲနေပြီဒီဘက်ကဝဲနေ
ဒါအေးသေးလုံးတယ်ကြီးလို့ရလေးတိုင်းကိုထားလိုက်တော့မကိုင်းတော့ ဟိုအဲ့အော်လေးဟိုရတတိလေးနေပါရမကြုံပြုံးပြုံး အဲ့မှာကြောင်းစီကလမ်းကြီးမြင်တယ်မလားဆောင်းကြောင်းလမ်းကြီးအေးဟုတ်တယ်မြင်ပြီနော်ပြေးတာသူ့ရဲ့ရှင်းမှာရှင်းပြီရညီလေးအေးစေး ဘယ်တဲ့မြဲ မြင်ရတယ်ကွာဒီမလေးကွာဟုတ်တယ်ရညီလေးဘယ်ဘက်ကိုရိမ့်လဲဘယ်ဘက်ကိုနည်းနည်း အကြီးပဲ အေးစေးနော်စကောပိုင်ထားတာတော့အေးစေးတွေ့နေရတိုင်းနဲ့ကျွန်းနေဘိုးတော်တိုင်းပေါ်နေ ကျလို့ရှင်းတယ် နေအဲ့ပင်လေးကျော်နေနဲ့အောက်ကိုချမ်းနော်အောက်ကိုနည်းနည်းချမ်းနော်တိုင်းမချမ်းအမြင်ရှိတယ်အောက်ကိုနည်းနည်းဆိုင်လေးအောက်ကိုနည်းနည်းဆိုင် အဲ့ဒီမှာဒါရရင်ထိသွားတယ်ပေါ့ဗျာထိသွားတဲ့နေရာမှာနောက်သတင်းတစ်ခုလေးကျွန်တော်ထပ်ပြီးတင်ပြပါအောင်ပါနိုင်ပြီလို့ဦးမင်းကိုနိုင်ဝင်ကြွားပြောဆိုလိုက်ပါတယ်မကွေးတိုင်းနိုင်မြို့နယ်အတွင်းမှာစေအုပ်စုရဲ့တပ်မိုးကြီး MISM တဲ့6ဖို့ရဟတ်ရင်တစ်စိမ်ကိုတော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကအသေးခံဒရုန်းနဲ့အပိုင်ပစ်ချတိုက်ခိုက်နိုင်တဲ့အပြင်ဇွန်လ23ရက်ညအပိုင်းမှာဦးမင်းကိုနိုင်ကအခုလိုထုတ်ပြောလာခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကလေရင်မှုပုံမှုနဲ့ပိုကြီးအပါအဝင်9ဦးထပ်မံမီးလောင်တည်ဆုံသွားခဲ့တဲ့တမိုင်းဝင်စစ်ရေးအောင်ပွဲတစ်ခုအဖြစ်ရရှိခဲ့တာပါမြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရအဆိုပါရဟတ်ရင်ပေါ်မှာစစ်တပ်ကဒရုန်းဘက်ထရီတွေတင်ဆောင်လာစဉ်အတွင်းပိုင်းပေါက်ကွဲမှုဖြစ်ပွားချိန်နဲ့တိုက်ဆိုင်ပြီးတော်လိုင်းတပ်ဖွဲ့တွေကအသေးခံဒရုန်းနဲ့အပိုင်ဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်ရဟတ်ရင်တစ်စိမ်လုံးမြေပြင်မြော်ပြတ်ကြကမီးလောင်ပြကြခဲ့ရတာဖြစ်ပါတယ်ဒီပြည့်စင်မှာစေအုပ်စုဝင်တူတဲ့ဒီနေ့မှသူတို့ပြောသွားတယ်အဲ့တော့သူတို့တွေပောက်ခက်လေးတွေပြောနေတာလည်းများတယ်ဗျဥပမာရက်ထားတဲ့မီးလောင်နဲ့ပြန်တန်းစင်တွေလှုပ်တယ်နော်အထဲမှာရှိတာသူပောက်ကွဲသွားတယ်ဟိုဘက်ကသူအထဲမှာပေါ့very တခု shop ဖြစ်ပြီးတော့မှထပြီးတော့မှဟိုအဆွေးတစ်ဖြစ်တယ်ဘူးဟိုဘက်က drone ပြတဲ့အချိန်နဲ့ကွက်တီသွားကြတယ်ဟောအဲ့လိုပဲသူတို့ကအဲ့ခါကျပြီးသွားအဲ့မှာ line ပေါ်မှာအသက်ကုန်လို့တယ်အခုဘာဖြစ်တယ်လဲဆိုအဲ့စန်တီးရဲ့တန်မိုးသွားတောင်းနေတယ်အခုခဲ့နေတယ်အဲ့လေးလာပြောတာမနေ့အဲ့ဒီက23ရက်နေ့ရပဲနော်ကျွန်တော်သတင်းပြောမိလားမပြောမိလားမသိတယ် MI35 တွေနဲ့အမုံ jet တွေနဲ့အမုံကျွတ်တဲ့အဲ့မြိုင်တောင်ပိုင်းမှာကြည်မွနေတာပဲကြည်မွနေတာအများကြီးအဖွဲ့ကိုတော်တော်များတယ်အဲ့မှာတည်တဲ့အဖွဲကျွန်တော်ကသူများကိုမပြောချင်တာနော်အဲ့မှာတည်တဲ့အဖွဲ့တွေကျွန်တော်ဘယ်အဖွဲ့တွေပါလဲဆိုတော့ကျွန်တော်ပြောပြမယ်မကွေးကာကွယ်တောင်းတော့သူတို့ဘက်ကနော်မကွေး Federal Unit စစ်ကြောင်းများတဲ့ဗမာပြည်သူလွတ်မြောက်ရေး BPI တဲ့ KG တဲ့နော်နောက်ခါလာတဲ့အဲ့မှာတည်တဲ့ကောင်တွေပခုတ်ဟိုခရိုင်ပကဖပေါက်ပကဖမြိုင်ပကဖပခုတ်ပကဖရေစကြိုးပကဖမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရေစီတပ်ဦး ABSDF နော်နောက်တစ်ခါကျတော့ပခုတ်ခရိုင်မှာ2 6 9 စနစ်14 15 19 18အဲ့တရင်နေပခုတ်ခရိုင်2 6 9အဲ့တရင်နေအဲ့တိုင်းပကဖစစ်ကြောင်းလေးတဲ့ကံမတပေါင်းစုတဲ့ပြည်သူ့လုံခြုံရေးအင်အားစုကံမတဲ့ဒါ PIC တဲ့တပေါင်းစုအညာမြေတပေါင်းစုဟို8 တို့ပါအများကြီးပဲသေးတာအဲ့အုံးလိုက်ခြင်းလိုက်ဒီသူတို့ဘက်သူထုတ်ပြန်တဲ့သတင်းနော်ကျွန်တော်တို့ကသူတို့ဘက်လည်းလေးလာတယ်အဲ့လိုရှိတယ်အများကြီးပဲသေးတာအားလေးလာပြောတာနော်တန်ကြီးပေါ့တန်ရနဲ့တန်ကြီးဆိုတာရှိတယ်ဒါလေးလာပြောတာပါလို့လာပြပါသေးဗျာ